ကြီးထွားတဲ့ဓလေ့ပုံမှာတွေ့ကြုံနေခွဲရမှာပဲအစွဲနာတဲ့မြတ်အတောက်လာပြီးအနတ္တမမြင်အာယုံမှိုင်းဝပြီးအတန်တမာယုံပန်းပြမရစေခရီးပန်းတိုင်းမရောက်မချင်းတယောက်စီတယောက်နဲ့ဆက်လက်ထွက်ခွာလာကျွန်တော်တို့တန်နေရာကြီးလေးနေကြတယ်နော်လူဖြစ်လိုက်နှက်ဖြစ်လိုက်ပြမဖြစ်လိုက်အမျိုးမျိုးချိန်နေနေကြတာအခုကံကောင်းထောင်းမှလို့လူဘဝရောက်လာကြပြီကဲဒီနေ့ကစာကောင်းတာတွေလုပ်ကြရအောင်လောဘဒေါသမောဟရဲ့အဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပြောလိုက်ရွှင်လိုက်ဘုရားကြီးကဘယ်ဟာမတည်မြဲဖောက်လဲဖောက်ပြန်အကြောင်းကံကံမတကားကျွန်တော်မောင်ဘဲတို့နားလေတော့ပြောရမယ်ဆိုရင်တော့လူလောကမှာကြောက်စရာအကောင်းဆုံးကတော့လောဘဒေါသမောဟပါပဲမိတ်ဆွေချင်းကျတော့ကံဉဏ်ဝတ္တိယအမြဲတမ်းနှလုံးသွင်းရမှာကအနိစ္စဒုက္ခအနတ္တအမြဲတမ်းပြုလုပ်ရမှာကတော့ဒါနသီလဘာဝနာပါခမညာတွေ့ကြဆုံးကွယ်တကယ်ကြီးတယ်ဝမ်းနဲ့ဝမ်းသာလိုက်ပါလားဖြစ်ချင်တာလေမဖြစ်ရပါမဖြစ်ချင်တာလေဖြစ်ခဲ့ရတော့မဖြစ်ချင်တာလေဖြစ်ရမှာဖြစ်ချင်တာလေမဖြစ်ခဲ့ရပါ30ဘုံဟိုအတွင်းရောက်တော့ကယုတ်ကင်းရှောက်တဲ့ဘုံမှာအဲ့ဒါဘဝတန်မြာဖြစ်ချင်တာလေမဖြစ်ရပါမဖြစ်ချင်တာလေဖြစ်ခဲ့ရတော့မဖြစ်ချင်တာလေဖြစ်ရတာဖြစ်ချင်တာလေမဖြစ်ခဲ့ရပါ30ဘုံအတွင်းရောက်တော့ကယုတ်ကြီးရှောက်တဲ့
mama era bawa tanya Donya gavare ma Donya gavare ma Jamate ko apahi ma Tarawari pyala Diya jimu the sik ma Tana nilo Ate tesiya Naya tari tana kaya sik ma Ate tesiya Sivi myalo ma That's it now.